စားတော့ဒီဘယ်လိုချက်ပြုတ်နေလဲဆိုတာကိုရေးပြီးတဲ့ recipe website လေးတစ်ခုဖန်တီးမယ်ဆိုတော့ website တစ်ခုရေးတော့မယ်ဆိုရင်ပထမဆုံးမလုပ်မလဲဆိုတော့ design ကိုစဉ်းစားရမယ်ကိုကဘာတွေထည့်ချင်လဲဘာတွေဖြစ်ချင်လဲဆိုတဲ့ design ကိုစဉ်းစားမယ်ဆိုတော့ကို design ကိုပဲစဉ်းစားမှာဆိုတော့ online မှာရှိပြီးသား content တွေကိုတစ်ချက်ရှာကြည့်လိုက်မယ် recipe website with html css ဆိုရင် website design okay ဒီမှာ website design တွေအများကြီးကြာတယ်တစ်ချက်ကြည့်ဆိုတော့ဒီမှာ website ကြည့်လို့ရတဲ့content တွေ website design တွေအများကြီးရေးထားတယ် content နှစ်ခုရှိတယ်ဒီရဲကဘယ်ဟာကိုရွေးမလဲစဉ်းစားမယ်ဒီ design လေးကြိုက်တယ်ကြည့်မယ်ပါတယ်လေlink ပါတယ် link ကိုတစ်ချက်ကြည့်ရမယ်ဒီဟာက design လုပ်ရတယ်ဒါပေမဲ့တိတ်တော့လုံးမဖြစ်ဘူးဆိုတော့ဒီ website ကိုပဲကြည့်မယ်ဒီမှာမျက်စိကျနေတဲ့ design တစ်ခုရှိတယ်ဒီဟာဟုတ်ဆိုတော့ designer Ahmed Afti ကဆွဲထားတဲ့ design လေးပေါ့နော်ဒီ design လေးကိုကြိုက်တယ်ရိုးရှင်း design နဲ့ရိုးရှင်းတယ်color ချိန်စကောင်းတယ်ပြီးတော့ကို showcase လုပ်ရှင်တဲ့ recipe တွေကိုသူ responsive design နဲ့ဒေတာလုပ်ပြထားတယ်ဆိုတော့သူ့ရဲ့ website ကိုတစ်ချက်ဝင်ကြည့်လိုက်မယ် okay ဒါကသူ့ရဲ့ live website ပေါ့နော်သူတင်ထားတယ်ဒီမှာဘာ function တွေပါမလဲဒီမှာကြော်ညာထည့်လို့ရမယ်ဒါမှမဟုတ်စိတ်ဝင်စားစရာကောင်းတဲ့ဟင်းခန့်အမွေးကြိုင်ပုံစံတွေဒီမှာထည့်လို့ရမယ် logo ပါမယ်navigation bar ပါမယ် search box ပါမယ် search box ကနှိပ်လိုက်တာနဲ့တက်လာတယ်ဒီမှာ phone number ဖုန်းခေါ်လို့ရတာပါမယ်ပြီးတော့ဒီမှာ appetizer ဒါ menu ပါမယ် main menu ပေါ့နော်ကိုကဘယ် recipe ကိုချက်ချင်တာလဲဆိုရင် user ကဒီမှာနှိပ်ပြီးတော့ main menu ရှာလို့ရမယ်ပြီးလို့ဆိုရင်ဒီမှာ recipe catalog ပါမယ် catalog ကိုpointer ထောက်လိုက်တဲ့အခါကျတော့ဆိုရင် internet flavor ပါညာ Mexican food ပါညာသူရဲ့ category ကိုသူကပြပြီးတယ်ဆိုတော့ဒီ design လေးကိုသဘောကျတယ်ဒီ design လေးကိုဆက်ဆွဲမယ်ဒီမှာဘာ page တွေပါလိမ့်မယ်ဒီမှာ footer ပါမယ်ဒီမှာ email နဲ့ sign up လုပ်ဖို့ခေါ်တဲ့ဟာပါမယ်about page ပါမယ်ပေါက်မှာကဲဒီမှာ link တွေလည်းပါတယ်အကုန်လုံး responsive ဖြစ်တယ်ဒီမှာ impression okay chef တွေဘယ်နှယောက်ရှိလဲဆိုတော့နောက်တစ်ခုက recipe page ပါမယ် recipe page ကတော့သူက home page တိုင်းပဲလုပ်ထားတယ်တကယ်ဆိုရင်ဒီ page ကထပ်ဆွဲစရာမလိုဘူးဒါမှမဟုတ်ကို home page မှာ favorite item ထည့်ချင်တာ recipe form submit form okay ဆိုရင်ဘယ်လို recipe ကို request လုပ်ချင်လဲဆိုတဲ့ဟာကို submit လုပ်နိုင်တယ် form တစ်ခုပါမယ် contact get in touch okay ဒီ contact information page ကတော့ဥပမာဒါစားသောက်ဆိုင်ဒါမှမဟုတ် company ရဲ့ location ကိုပြထားတယ်ပြီးတော့ phone number email လိပ်စာနဲ့လိပ်စာတွေကိုထည့်ထားတယ်ရိုးရှင်းတဲ့ web page ပေါ့နော်ဒီမှာဆိုရင် page 1 2 3 4 5 5ခုပါဆိုတော့၅ခုမှာနောက်တစ်ခုဟောဒါ home page ကဒီမှာနော် home page ကဒီတက်လောက်တာဒီတော့ခုနကဝင်နေရ recipe page ကိုတစ်ချက်ကြည့်လိုက်မယ် okay ဟုတ်ပြီအဲ့ဆိုရင်သူ complete recipe ကြည့်ရခါ recipe page ကိုပါပြမယ်ပေါ်ဆုံးမှာ okay ဓာတ်ပုံနေနဲ့
recipe ကိုလုပ်ထားတဲ့ chef ပါမယ် share button ပါမယ် okay so ဒီ design လေးကိုသဘောကျတယ်ဒီဟာနဲ့စင်တူရိုးမှာ design လေးကိုကိုယ့်ရဲ့ color ချိန်စားနဲ့ကိုယ့်ရဲ့ idea တွေထည့်သုံးပြီးတော့ဆွဲမယ်ဆိုတော့ design idea တော့ရတယ်ဆိုရင်ဒီ website လေးကို bookmark လုပ်ထားလိုက်မယ် okay ဒါဆိုရင်ဒီနေ့တော့ recipe တော်တော်တစ်ခုရှာမယ်